မလျှော်တော်ဆွဲနဲ့မရောက်မနေသွားမှသာလဲမိမိရဲ့ခီးပန်းနဲ့ရောက်မယ်ဆိုတာကိုဒါကိုအဓိကဘုရားရှင်ကသမာဓိမဲ့ခင်နဲ့ပြောလိုက်ခြုံလိုက်ရင်ဘယ်ခီးသွားမိမိသွားမဲ့ခီးပန်းနဲ့ရောက်ဖို့နံပါတ်1လမ်းမမလျှောက်မိအောင်လမ်းမှန်ရွေးဖို့ပညာမဲ့ခင်ကပြောတယ်မိမိသွားမဲ့လမ်းကြောက်မသွားအောင်သီလမဲ့ခင်နဲ့ထိမ့်ဖို့ဖြတ်ရှင်ကမူချမှတ်ပြလိုက်တယ်သွားမဲ့လမ်းကိုမရောက်အောင်သွားဖို့လည်းအရေးကြီးတယ်မရောက်အောင်သွားဖို့သမာဓိမဲ့ခင်ကချပြလိုက်ခြင်းကြောင့်ဒါလေးကိုအကျဉ်းချုပ်မှတ်လို့ရလွယ်အောင်အချက်3ချက်လမ်းခရီးပန်းတိုင်းကိုမက်ကလို့ခေါ်တယ်အဲ့မက်ကခရီးပန်းတိုင်းရဲ့အစိတ်အပိုင်း3ချက်ကိုသုံးဖို့8ချက်ကိုမက်ကင်7ပါလို့အစိတ်ပိုင်းနေလို့ပြောလိုက်အားလုံး7ပါလို့လည်းပြောလို့ရတယ်ခြုံလိုက်ရင်3ပါလို့လည်းပြောလို့ရအဲ့3ပါခြုံလိုက်ရင်လမ်းမမလျှောက်ဒါကပညာမက်ကင်အတွက်လမ်းပြောင်းမနေသီလမက်ကင်အတွက်ကြိုးစားခြင်းသမာဓိမက်ကင်အတွက်လမ်းမလျှောက်လမ်းပြောင်းမနေကြိုးစားခြင်းမသွေပန်းနိုင်ရောက်အဲ့တော့မြည်သူပဲမဆိုစီဝါရေးပညာရေးလူမှုရေးဘယ်ပန်းနိုင်ငံရေးဘယ်ခရီးပန်းနိုင်သွားဒီအချက်3ချက်အကမဖြစ်မနေလိုအပ်တာကိုမြတ်ဗုဒ္ဓရဲ့မက်ကင်7ပါးကညွှန်ပြနေတယ်ဆိုတာကိုလူတိုင်းနားလည်ဖို့လို့ရဲ့လောကုတ္တရာရေးလည်းပဲဒီမက်ကင်7ပါးပဲလောကီရေးလည်းပဲမက်ကင်7ပါးပဲအဲ့တော့လူဘုံနတ်ဘုံရောက်ဖို့လည်းပဲဒီမက်ကင်7ပါးပဲလူဘုံနတ်ဘုံဆိုတဲ့ကောင်းတဲ့သုခတိဘုံတွေရောက်ဖို့လည်းဒီမက်ကင်7ပါးပဲတဏ္ဍာမှာထွက်မြောက်ရနိဗ္ဗာန်သွားဖို့လည်းဒီမက်ကင်7ပါးပဲအဲ့တော့အားလုံးခြုံလိုက်ရင်လောကီရေးလောကုတ္တရာရေးမိမိတို့စီဝါရေးပညာရေးနိုင်ငံရေးဘယ်ရေးမဆိုမိမိသွားမယ်ခီးပန်းတိုင်ရောက်ဖို့ဒီအချက်3ချက်နံပါတ်1လမ်းမှန်ရွေးရမယ်လမ်းမမလျှောက်မိအောင်နံပါတ်2လမ်းပြောင်းမသွားအောင်ကိုယ်နှုတ်ထိန်ရမယ်သီလမဲ့ခင်နဲ့နံပါတ်3မရောက်အောင်ကြိုးစားသွားဖို့တမာတိမဲ့ခင်ဒီမဲ့ခင်အချုပ်3ပါးအနေနဲ့မြတ်စွာဘုရားဟောကြားတာဒီဓမ္မစကြာမှာဟောကြားရင်းကြောင့်ဒီနေ့ဘာလို့လဲဓမ္မစကြာအခါနေ့မှာလူတိုင်းမိမိရဲ့သွားမဲ့ခီးပန်းတိုင်ကိုဒီအချက်3ချက်တတိထားပြီးတော့လက်ကင်ထားပြီးတော့သွားခြင်းဖြင့်လူတိုင်းမိမိတို့ရဲ့လူရင်းပန်းတိုင်ရောက်နိုင်ကြပါစေကုန်သတည်း